အခန်းထဲမှာစူဝမ်ကအမှန်တရားကိုသူ့မိမေးစီအတိပေးတော့မယ်လို့ပြောလိုက်ရလူယွမ်ကစိုးရိမ်စွာဖြင့်ကြည့်နေခဲ့ပါတယ်စူဝမ်ကမင်းကိုနောက်ထပ်အနိုင်ကျင့်မခံနိုင်တော့ဘူးလို့ပြက်ပြက်တတ်ပြောလိုက်ပြီးနှစ်ယောက်သားသဘောတူညီမှုရယူလိုက်ကြပါတယ်ဒီသုံးနှလုံးလုံးမင်းကိုဘလောက်တောင်နှိမ့်ချပြောဆိုခဲ့လဲသူ့စိတ်ထဲမသိပဲမနေပါဘူးလို့စူဝမ်ကဒေါသတကြီးပြောဆိုခဲ့ပါတယ်လူယွမ်ကမင်းသဘောအတိုင်းသာလုပ်ပါလို့တည်ငြိမ်စွာခွင့်ပြုလိုက်ပါတယ်အခန်းထဲမှာရောက်ခမကြီးကစူဝမ်ရောက်လာချိန်မှာငါသမီးကယောက်ျားကံကောင်းတာလို့အစမတန်ကြွေဝါနေခဲ့ပါတယ်စူဝမ်ကလူယွမ်ကအတုံးမကျတဲ့သူမဟုတ်ဘူးသူကယွမ်ချွမ်းကပရင်းနှီးမြုပ်နှံမှုရဲ့ဥက္ကဋ္ဌလို့တရားဝင်ကြေညာလိုက်ရရောက်ခမကြီးကလောင်ပြုံးလိုက်ပါတယ်ရောက်ခမကြီးကဒီလိုကပထိတ်တန်းကုမ္ပဏီပိုင်ရှင်ကငါတို့အိမ်မှာသုံးနှလုံးအခမဲ့နေမလားလို့လောင်ပြောင်ပြီးအိမ်အောင်စုဝင်တွေကပါဝိုင်းရကြပါတယ်စူဝမ်ကစာရွက်စာတမ်းထုတ်ပြလိုက်ပြီးဖုန်းဆက်စစ်ခိုင်းရရောက်ခမကြီးကယွမ်ချွမ်းကုမ္ပဏီမန်နေဂျာထံဖုန်းချက်ချင်းခေါ်ဆိုလိုက်ပါတယ်ဖုန်းထဲကမန်နေဂျာကယွမ်ချွမ်းရဲ့ဥက္ကဋ္ဌအစ်စ်မန်ဟာလူယွမ်ဖြစ်တယ်လို့အတည်ပြုလိုက်ချိန်မှာရောက်ခမကြီးလက်ထဲကဖုန်းလွတ်ကျသွားပါတော့တယ်မန်နေဂျာကသူ့အဆင့်တန်းကအောက်ခြေမဟုတ်တာကြပြီလို့ပြောကြားခဲ့ပြီးဖုန်းကျသွားခဲ့ပါတယ်စူဝမ်ကရှယ်ယာ100%ပိုင်ဆိုင်ကြောင်းတရားဝင်အထောက်ထားစာရွက်စာတမ်းကိုထုတ်ပြလိုက်ရရောက်ခမကြီးကမယုံနိုင်ဖြစ်နေခဲ့ပါတယ်ဒါက3နှစ်အတွင်းအမျက်ငွေဘီလီယံ50ကျော်ရရှိခဲ့တဲ့ဗန်စင်းနဲ့ကုမ္ပဏီမှတ်ပုံတင်စာရွက်တွေပဲလို့စူဝမ်ကထပ်မံပြသလိုက်ပါတယ်မေအခုရောယုံပြီလားလို့စူဝမ်မေးလိုက်ချိန်မှာတော့အမှန်တရားကိုမခံစားနိုင်တဲ့ရောက်ခမကြီးဟာတတိလစ်မေ့မျောသွားပါတော့တယ်နောက်ဆက်တွဲစကွက်တွေကိုဆက်လက်ကြည့်ရှုဖို့ follow လေးလုပ်ထားကြအောင်နော်